ခဲရောရှိနာမဝိသေသနာများကိုဒိုရှိကရိယာအနေနဲ့တွေ့ရမည့်ပုံစံများကိုလေ့လာမှာဖြစ်ပါတယ်ခဲရောရှိနာမဝိသေသနာများအခုဗီဒီယိုလေးမှာဤခဲရောရှိဤနဲ့အနားတက်ထားတဲ့နာမဝိသေသနာများကိုလေ့လာမှာဖြစ်ပါတယ်ဥပမာဟိုဤရှိအရသာရှိသောမာဇွိမကောင်းသောအိုခီကြီးသောချီဆိုင်တင်းငယ်သောအာဇွိရပူသောနဲ့ထူသောဆိုတဲ့အဓိပ္ပာယ်နှစ်မျိုးရပါတယ်စာမွိအေးသောဥဆွိပိန်သောပါသောဆိုတဲ့ဤနဲ့အနားတက်ထားသောနာမဝိသေသနာများကိုကရိယာအနေနဲ့ပြောင်းမယ်ဆိုလို့ရှိရင်ယဉ်ကျေးပုံစံမှာ test လေးတွေပါပါမယ်ယဉ်ကျေးပုံစံထဲနေခဲဆိုရင်おいしいですဆိုရင်おいしいရတာရှိတော့ကနေပြီးတော့おいしいですရတာရှိသည်ဆိုတဲ့ကရိယာလေးရပါတယ်ဒါကおいしいですကထဲနေခဲယဉ်ကျေးပုံစံဖြစ်ပြီးတော့普通ခဲ plain form မှာဆိုလို့ရှိရင်おいしいပဲဖြစ်ပါတယ်おいしいですおいしいရတာရှိသည်ပြစ္ဆုတ်ပံအငင်းမှာဆိုရင်ဤကိုဖြုတ်ခဲ့ရပါမယ်おいしいဤကိုဖြုတ်ပြီးတော့အငင်းစလုံးဖြစ်တဲ့ခုနိုင်ပေါင်းယူပါမယ်おいしくないရတာမရှိဘူးယဉ်ကျေးပုံစံမှာですおいしくないですおいしくないおいしくないですおいしくないရတာမရှိဘူးဆိုတဲ့ပြစ္ဆုတ်ပံအငင်းကရိယာလေးကိုရှာပါတယ်အတိတ်ကာလမှာဤကိုဖြုတ်ပါမယ်おいしいဤကိုဖြုတ်အတိတ်စလုံးဖြစ်တဲ့ခတ္တလေးပေါင်းပါမယ်おいしかったရတာရှိခဲ့သည်ဆိုတဲ့ကရိယာလေးရပါတယ်ယဉ်ကျေးပုံစံမှာですおいしかったですおいしかったအတိတ်အငင်းမှာဆိုလို့ရှိရင်ဤကိုဖြုတ်မယ်အငင်းစလုံးခုနအတိတ်စလုံးခတ္တခုနခတ္တဆိုတော့おいしくなかったおいしくなかったချင်းချင်းပုံစံမှာဆိုရင်ですおいしくなかったです plain form မှာおいしくなかったおいしくなかったですおいしくなかったအရသာမရှိခဲ့ဘူးဆိုတဲ့ကရိယာလေးဖြစ်ပါတယ်ဆိုတော့ပြစ္ဆုတ်ပံမှာおいしいですおいしいအရသာရှိသည်ပြစ္ဆုတ်ပံအငင်းမှာおいしくないですおいしくないအရသာမရှိဘူးအတိတ်ကာလမှာおいしかったですおいしかったအရသာရှိခဲ့သည်အတိတ်အငင်းမှာおいしくなかったですおいしくなかったရတာမရှိခဲ့ဘူးဆိုတာမျိုးဖြစ်ပါတယ်အခြားဤနဲ့ဆုံးတဲ့နာမဝိသေသနာများကိုကရိယာအနေနဲ့ပြောင်းမယ်ဆိုရင်ဒီပုံစံအတိုင်းပဲဖြစ်ပါတယ်ありがとうございます